သွေးကြောတွေပိတ်ပြီးနှလုံးရောဂါဖြစ်မှကြောက်နေလားတူတူလေးပြောပြမယ်ကျွန်တော်ကတင်းရဲ့အသက်ကိုကယ်နှင်ပေးနိုင်တဲ့တဘာဝဆေးစွမ်းကောင်းတစ်လက်ပါနေတိုင်းအစီအစိတ်နေစားပြီးတင်းရဲ့သွေးကြောလေးတွေပင်ပန်းနေပြီမလားကျွန်တော်ရဲ့ဒီအနက်ပြင်းပြင်းအောက်မှာအန်ဩစရာလျှို့ဝှက်ချက်ကြီးတစ်ခုပုံကွယ်နေပါတယ်သိပ္ပံနီးကြပြောရရင်ကျွန်တော်ကိုယ်ထဲမှာအလစ်စင်လို့ခေါ်တဲ့အလွန်အစွမ်းထက်တဲ့ကွန်ပေါင်းတစ်ခုပါဝင်ပါတယ်သူကတာမန်ချိန်မှာငြိမ်သက်နေတာပါကျွန်တော်ကိုတပြားနဲ့ဖိချေလိုက်တဲ့အချိန်ဒါမှမဟုတ်ပပားလိလိုက်တဲ့အချိန်မှသာအဲ့ဒီအလစ်စင်ဓာတ်တွေကရုတ်တရက်နိုးထလာတာဖြစ်ပါတယ်အဲ့ဒီဓာတ်တွေသင်္ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါတင်းမာနေတဲ့သွေးကြောနံရံလေးတွေကိုဖြည်းဖြည်းချင်းပြေလျော့သွားအောင်တဘာဝအတိုင်းနှိမ့်နယ်ပေးပါတော့တယ်သွေးကြောလေးတွေကျေလာတဲ့အခါသွေးလက်ပတ်မှုကအယမ်းကိုချောမွေ့သွားပါတယ်ဒါကြောင့်တင်းရဲ့သွေးပေါင်ချိန်တွေလည်းတိတိတာတာကိုကျဆင်းသွားစေတာပေါ့ဒါပေမဲ့တတိထားရမယ့်အချက်လေးတစ်ခုရှိတယ်ဟင်းထဲမထည့်ခင်ကျွန်တော်ကိုခွဲပြီးရင်10မိနစ်လောက်အပြင်မှာလေတလက်ခံထားပေးဖို့လိုပါတယ်အဲ့ဒီလိုလုံးမသာအလစ်စင်ဓာတ်တွေအပြည့်အဝထွက်လာပြီးတင်းနှလုံးကိုအကောင်းဆုံးကာကွယ်ပေးနိုင်မှာပါနှလုံးကျန်းမာခြင်းရင်ကျွန်တော်ကိုနေတိုင်းစားပေးပါ